Lily ကလေးတို့ရေဟိုးရင်တော့ငါရွက်တရွာမှာလီလီဆိုတဲ့ကောင်မလေးတယောက်ရှိတဲ့လီလီဆိုတဲ့ကောင်မလေးကကစားရတာကိုတော့ပြောတယ်တငယ်ချင်းနေနဲ့လည်းကောင်းကောင်းကစားခြင်းနဲ့ဒါပေမဲ့သူ့မှာအားနည်းချက်တစ်ခုရှိတာကဒေါသအရန်ကြီးတာပေါ့အဲ့ဒါနဲ့ပဲသူ့ရဲ့တငယ်ချင်းတွေကသူ့ရဲ့ဒေါသကိုကြောက်ပြီးတော့သူနဲ့ဝေဝေးမှာအမြဲရှောင်ပြီးနေတတ်ကြတယ်ဒီလိုနဲ့တနေ့မှာတော့လီလီရဲ့မိမဟာရွာထိပ်မှာရှိတဲ့ရွှေပန်းနန်းတော်ဆိုတဲ့ပန်းချံကြီးတစ်ခုခေါ်သွားတဲ့အဲ့ဒီရှီအောင်ပန်းချံကြီးထဲမှာဆိုရင်ထူးဆန်းတဲ့ရွှေပန်းတွေပွက်နေတဲ့တစ်ပင်ကြီးတစ်ပင်ရှိတဲ့လီလီလေးရဲ့မိမိနဲ့လီလီလေးတို့ရွှေပန်းမင်းကြီးနာကိုရောက်သွားတဲ့အခါမှာပန်းမင်းဆောင်တဲ့သမီးလေးဟာရုတ်တရက်ပေါ်လာခဲ့တယ်ပန်းမင်းဆောင်တဲ့သမီးလေးကလီလီလေးကိုပြုံးပြီးပြောပြတယ်လီလီရေသမီးစိတ်လျှော့ရမယ်နော်ဒေါသမကြီးရဘူးသမီးဒေါသထွက်လို့ရှိရင်ဒီရွှေပန်းမင်းကြီးမှာရှိတဲ့ပန်းပွန်လေးတွေကကျွေးကြသွားလိမ့်မယ်သမီးဒေါသမကြီးဘူးစိတ်လျှော့မယ်ဆိုလို့ရှိရင်ဒီရွှေပန်းမင်းကြီးကပန်းတွေအများကြီးပွင့်ပြီးတော့ပိုပြီးလှပလာလိမ့်မယ်ဒီလိုနဲ့နောက်တစ်နေ့ကိုရောက်လာတဲ့အခါမှာလီလီလေးဟာမောက်ထိုင်စားနေတယ်အဲ့ဒီချိန်မှာသူ့ရဲ့တငယ်ချင်းကရောက်လာပြီးတော့လီလီလေးနောက်ကောင်မောင်နေနဲ့လောက်ညှောက်ပြီးကျွေးပါလားလို့ပြောတယ်အဲ့ဒီမှာပဲလီလီလေးကမကျွေးနိုင်ပါဘူးဘာဖြစ်လို့ကျွေးရမှာလဲဒါငါရဲ့မောင်ပဲသွားကျွေးနိုင်မှုဆိုပြီးဒေါသတကြီးနဲ့ပြောတယ်အဲ့ဒီလိုပြောပြီးမကြခင်မှာပဲရွှေပန်းပင်ကြီးကရွှေပန်းမော်လေးနှစ်ပွင့်ကျွေးကြသွားတယ်ကွယ်လီလီလည်းအံ့တင်သွားတာပေါ့ဟာရွှေပန်းပင်ကြီးကပန်းမော်လေးတွေကျွေးကြသွားတယ်နောက်တစ်ချိန်ဆိုရင်တော့ငါဒေါသမထွက်ဖို့ကြိုးစားရမယ်ဒီလိုဒေါသထွက်နေရင်ရွှေပန်းပွင့်နေကျွေးတာကုန်သွားလိမ့်မယ်အဲ့ဒီလိုမျိုးသူတွေးမိတယ်ဒီလိုနဲ့နောက်တစ်နေ့ကိုရောက်တဲ့အခါမှာလီလီရဲ့ဖေဖေကလီလီရေဒီနေ့ဖေဖေတို့အပြင်သွားကြမယ်သမီးလေးနားထောင်ရမယ်နော်ဖေဖေမေမေရဲ့စကားကိုကောင်းကောင်းနားထောင်မှုလိုတယ်လို့သတိပေးတယ်လီလီလေးကနားမထောင်ချင်ဘူးပေါ့ကွယ်ဒါပေမဲ့ရွှေပန်းလေးတွေကျွေးကြသွားမှာကိုစိုးတဲ့အတွက်ဟုတ်ကဲ့ပါဖေဖေနားထောင်မှမယ်လို့လီလီပြန်ပြောလိုက်တယ်ညဘက်ရောက်တဲ့အခါလီလီလေးရဲ့ပန်းချံကိုသွားတယ်အဲ့ဒီမှာရွှေပန်းပင်ကြီးကထူးထူးဆန်းဆန်းနဲ့ပန်းမော်လေးသုံးမော်ပွင့်နေတာကိုတွေ့လိုက်ရတယ်လီလီလေးလည်းအံ့ဩမှန်တက်သွားတာပေါ့ကွယ်ဟဲရွှေပန်းတွေပွင့်နေတယ်အဲ့ဒီချိန်မှာပဲပန်းမဆောင်တဲ့သမီးလေးလည်းကြောင်းမနေပေါ်လာတယ်ပန်းမဆောင်တဲ့သမီးလေးကကျုံးရွှင်နေတဲ့မျက်နှာနဲ့လီလီလေးကိုကြည့်ပြီးလိမ်မာတဲ့လီလီလေးကြီးဖေဖေမီမီစကားကိုလည်းနားထောင်နေဒေါသလည်းမကြည့်ဘူးစိတ်လေးလျှော့ထားတယ်အဲ့ဒီလိုကလေးလေးကအရမ်းလိမ်မာတာပေါ့ကွယ်လို့ပြောပြီးတော့မုံလေးတစ်ခုပါကျွေးလိုက်တယ်လီလီလေးလည်းအားရဝမ်းသာနဲ့အိမ်ကိုပြန်လာတာပေါ့နောက်တစ်ရက်ကိုရောက်တဲ့အခါမှာလီလီနဲ့မီမီဟာဈေးထဲကိုသွားရပြန်တယ်အဲ့ဒီချိန်မှာလည်းလီလီလေးကသူ့ကြိုက်တဲ့ရုပ်တွေလိုချင်တာပေါ့ဒါပေမဲ့ရွှေပန်းပင်ကြီးကပန်းပွင့်ကြီးကျွေးသွားမှသူသတိရပြီးမီမီနောက်တစ်ခေါက်ကျရင်ဝယ်ပေးပါနော်လို့ဒေါသမထွက်ဘဲနဲ့ဖြည်းဖြည်းလေးပဲပြောလိုက်တယ်မီမီကလည်းလိမ္မာရဲ့သမီးလေးဒေါသမထွက်ဘဲအဲ့လိုပြောရတဲ့ကြောင့်မီမီကနောက်တစ်ခေါက်ကျရင်တခြားဝယ်ပေးမှာပေါ့ကွယ်လို့ပြန်ပြောတယ်ပန်းမဆောင်တဲ့သမီးလေးကလည်းလီလီရမ်းလိမ္မာလာပြီးအရင်လိုဒေါသမကြီးတော့ဘူးအဲ့ဒီတော့ရွှေပန်းပင်ကြီးအများကြီးပွင့်ပေးလိုက်ပါလို့ပြောလိုက်တယ်ပုံမြင်လေးရဲ့ဆုံးမှာတော့အရင်လိုဒေါသမကြီးတော့ဘဲနဲ့စကားကိုငြင်းငြင်းတသားပြောတတ်တဲ့လီလီလေးကိုတငယ်ချင်းတွေကလည်းပြန်ချက်သွားတဲ့ကွယ်အဲ့ဒီလိုပဲဗမင်ဆောင်တဲ့သမီးလေးကလည်းဒေါသကိုထိနိုင်တဲ့လီလီလေးအရန်တော်တယ်နော်ဆိုပြီးရွှေနဲ့လုပ်ထားတဲ့ရွှေတရဖူလေးကိုစုချပေးတဲ့ကဲကလေးတို့ရေဒီပုံမြင်တဲ့ကလီလီလေးလိုပဲလူချင်တဲ့မရရင်စိတ်ဆိုးဒေါသထွက်တတ်တဲ့အကျင့်ကိုထိန်းသိမ်းရမယ်နော်အဲ့ဒီလိုစိတ်ဆိုးဒေါသထွက်တာကိုထိန်းသိမ်းနိုင်ပြီဆိုရင်အကုန်လုံးကလည်းဝိုင်းပြီးချစ်ကြတယ်တငယ်ချင်းတွေကလည်းဝိုင်းပြီးချစ်မှသိကြပါရဲ့